ဒီဘက်ခေတ်နောက်ပိုင်းမှာကျွန်တော်တဖြည်းဖြည်းနားလည်လာတဲ့အရာသိလာတဲ့အရာတစ်ခုကဘာလဲဆိုတော့သူ့အထင်နဲ့ကိုယ်အထင်တခါလေကျရင်ကျွန်တော်တို့ထင်တဲ့ကကိုယ်ထင်တဲ့အရာကပဲအမှန်ကိုမြင်တဲ့အရာကပဲအမှန်ဆိုပြီးတော့ထင်တတ်ကြတယ်ဒါပေမဲ့ဒီဘက်ခေတ်နောက်ပိုင်းမှာကျွန်တော်စာတွေဖတ်တယ်လေ့လာတယ်သင်ခြင်းအဖြစ်နားလည်လာတဲ့အရာကဟိုလေသူ့အထင်ရှိတယ်ကိုယ်ထင်ရှိတယ်ဆိုတော့အရာအလုံးကကိုယ်ထင်တဲ့အရာအလုံးကလည်းအမှန်မဟုတ်ဘူးဗျကိုယ်ထင်တဲ့အရာအလုံးကိုလည်းကျွန်တော်တို့အမှန်ရောက်ထင်နေတတ်ကြတာဒါပေမဲ့သူတစ်ပါးတစ်ခါကြာလဲဒီအရာကမှန်ခြင်းမှလည်းမှန်လိမ့်မယ်ဒါကိုကျွန်တော်တို့နားလည်ပေးဖို့လိုတယ်တချို့ကျွန်တော်ပြောမယ်တချို့တွေဆိုရင်ဘာသာတရားကလိုအပ်တယ်လို့ထင်တတ်ကြတယ်ဒါပေမဲ့ဘာသာမဲ့တွေတွေ့ကြတော့ဘာသာတရားမလိုအပ်ဘူးလို့ထင်တယ်ဆိုတော့ဒါဥပမာပြောပြတာဒါခါလေးကျရင်ကိုယ်ထင်ကလည်းအမြင်နဲ့မှန်နေတာမဟုတ်ဘူးလို့သူတစ်ပါးအထင်ကလည်းမှန်နေတတ်တယ်ဆိုတဲ့အရာကိုကျွန်တော်တို့နားလည်လက်ခံပေးဖို့လိုတယ်အမြင်ကျယ်ဖို့လည်းနှလုံးသားကျယ်ပြန့်ဖို့လိုတယ်ဒီအတွက်ကျွန်တော်တို့ခရိယန်နေမှာဆိုဘာရှိလဲဆိုတော့ကျွန်တော်တို့တမန်တရားနဲ့အမှန်တရားဆိုတဲ့အရာရှိတယ်အမှန်တရားကတော့မင်းငါပေါ်ကောင်းရင်ငါမင်းပေါ်ကောင်းမယ်ဒါအမှန်တရားတမန်တရားကတော့မင်းငါပေါ်မှာကောင်းရင်လည်းငါမင်းပေါ်ကောင်းမယ်ဆိုတဲ့အရာဒါကတမန်တရားယေရှုခရစ်တော်ရဲ့သူသင်ချက်ကတော့ရှင်းတယ်အမှန်တရားနဲ့မတွားဘဲနဲ့တမန်တရားနဲ့တွားဖို့မင်းပေါ်မကောင်းတဲ့သူကိုမင်းအလုပ်ကျွေးပြုတ်ပေးလိုက်မင်းဆူတောင်းပေးလိုက်မင်းကောင်းချစ်ပေးလိုက်ဒါကတမန်တရားပဲဖြစ်တယ်တရားဆရာပစ္စည်းပြောရရလေးနဲ့ကျွန်တော်ပြန်ပြီးတက်ခံချင်တယ်ဆရာပစ္စည်းကကျွန်တော်တို့အသင်းတော်တစ်ခုမှတရားဟောတဲ့အချိန်မှာဘာပြောလဲဆိုတော့သူ့ရဲ့ကျွန်တော်အားလုံးသိတဲ့တဘာဝလုံးဆိုတဲ့တခြင်းလေးတစ်ပုဒ်ရှိတယ်ဆရာပစ္စည်းရဲ့တခြင်းလေးအဲ့ဒီမှာဘာပြောလဲဆိုတော့ဆရာပစ္စည်းပြောတဲ့အရာလေးကယုံကြည်သူခရစ်ယာန်အများစုထင်မှတ်ထားတဲ့တဘာဝလုံးဆိုတဲ့အရာကနတ်ဆိုးတွေနေထုတ်နိုင်တာဆူတောင်းပေးလို့လက်ရှိသေးတဲ့သူတွေပြန်ပြီးတော့လက်တွေပြန်ကောင်းသွားတာငွေတွေပွားလာတာလက်ထက်ရွှေမုံတွေထွက်လာတာနားပင်းတဲ့သူတွေနားတွေကြားကုန်တာစသဖြင့်ဒါတွေကိုတဘာဝလုံးဆိုပြီးတော့ယုံကြည်သူအများစုကထင်မြင်တတ်ကြတယ်မှန်တယ်မမှားဘူးเนาะဒါတဘာဝလုံးဖြစ်ရမှန်တယ်ဒါပေမဲ့ service ပြောရရကျွန်တော်အရန်သဘောကျတယ်သူ့ကိုဖျက်ဖွင့်ပြတဲ့တဘာဝလုံးဆိုတဲ့အရာကလောကသားတွေအသက်ရှင်လို့အသက်မရှင်တဲ့အရာလောကသားတွေနေတဲ့တဘာဝထက်လုံပြီးတော့အသက်ရှင်တဲ့အရာကတဘာဝလုံးဖြစ်ရဆိုပြီးတော့ service ပြောတယ်လောကသားအများစုကမင်းငါပေါ်ကောင်းရင်ငါမင်းပေါ်ပြန်ကောင်းမယ်တင်ကောင်းလျင်ကျွန်တော်မဆိုးပါတင်မကောင်းလျင်ကျွန်တော်ဆိုးမယ်ဆိုတဲ့အရာဒါကတဘာဝအတိုင်းပဲဒါပေမဲ့ဒီတဘာဝရဲ့အထက်ကိုလုံပြီးတော့အသက်ရှင်တဲ့အရာကတဘာဝလုံးဖြစ်ရဖြစ်တယ် service ပြောရချင်မှာကျွန်တော်ဆက်လာချင်းကျွန်တော်ဘာတွေးလိုက်မိစီလဲဘာအထင်မှားမိခဲ့လဲဆိုတော့ service ကဒီလိုမျိုးဆူတောင်းပေးတဲ့ miracle ဒီတဘာဝလုံးအဝက်ဖြစ်ရတွေကိုလက်မခံချင်တာလားဆိုပြီးတော့ကျွန်တော် service ပုံမှာထင်မြင်ခဲ့အမှားခဲ့မိခဲ့တယ် service ဒီလိုမျိုးလက်ထက်ရှုံးမလို့ထွက်လာတာတို့လို့ဆူတောင်းပေးလို့လက်ရှိတင်းတဲ့သူပြန်ကောင်းသွားတာတို့နားပင်းတဲ့သူတွေပြန်ကြားသွားတာလို့စသဖြင့် miracle တွေကိုမယုံကြည်ရလားဆိုပြီးကျွန်တော် service ပုံမှာအထင်မှားခဲ့မိဘူးတယ်အဲ့ဒီတရားအချက်ကိုနားမလဲတဲ့ခင်ချိန်မှာဒါပေမဲ့2 နှစ်လောက်ကြာတဲ့ချိန်မှာဖျက်ခင်ကျွန်တော်ဖွင့်ပြပေးတယ်တခါလေကျရင်ဒီနေ့မှာကျွန်တော်ကြားဖြစ်ပြောချင်တာတချို့ຢာတွေကတင်နားလဲမှာမဟုတ်ဘူးဒါပေမဲ့ဒီချိန်နားမလဲတော့နောက်2 နှစ်လောက်ကြာရင်တင်နားလဲတော်လိမ့်မယ်အခုမှဆိုရင် service က2020လောက်မှာကျွန်တော်ထင်တယ်အဲ့ဒီတရားအချက်ကျွန်တော်ကြားခဲ့တာဒါပေမဲ့2023လောက်မှာကျွန်တော်ကောင်းကောင်းနားလည်သွားတာကြာတဲ့ခင်ကျွန်တော်ဖွင့်ပြပေးတယ်တဘာဝလုံးဖြစ်ရဆိုတဲ့အရာကျွန်တော်တို့ကလောကသားတွေတက်ရှင်တဲ့အတိုင်းတက်မရှင်တဲ့အရာတဘာဝလုံးဖြစ်တယ်လောကသားတွေကတော့မင်းငါပေါ်ကောင်းရင်ငါပြန်ကောင်းမယ်မင်းငါပေါ်ဆိုရင်ငါဆိုမယ်ဒါတဘာဝပဲဒါပေမဲ့ယုံကြည်သူခရစ်ယာန်ရဲ့ဖျားသားသမီးတွေကတော့တဘာဝအတိုင်းမဟုတ်ပါနဲ့ဒီတဘာဝရဲ့အထက်မှာတက်ရှင်နေတဲ့အရာဖြစ်ဖို့လိုတယ်ကိုယ့်ဘောမကောင်းတဲ့သူလည်းပြန်ကောင်းပေးမယ်ကိုယ့်ဘောဆိုးတဲ့သူလည်းပြန်ပြီးတော့ဆူတောင်းပေးမယ်ပြန်ကောင်းရှိပေးတဲ့အတ္တတာနောက်ွယ်မှာအတင်းမပြောပေးနဲ့နောက်ွယ်မှာဆူတောင်းကောင်းရှိပေးတဲ့အတ္တတာ service တင်ပေးသွားတဲ့အရာလေးကျွန်တော်အရန်ခွန်ရတဲ့အဲ့ဒီအရာလေးကိုတဘာဝလုံးဖြစ်ရလေးကိုတဘာဝလုံးဆိုတဲ့အရာလေးကိုဆိုတော့ဒီအရာလေးနဲ့ကျွန်တော်ခွန်ရတဲ့အရာလေးကိုပြန်ပြီးတော့ဝင်ငှပေးခြင်းနဲ့ရောက်စီတိုင်းပေါ်မှာသခင်ကောင်းချီးပေးပါစေ